Idea Story နိုးရဲ့ Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအစာစားခြင်းနဲ့အိပ်စက်ခြင်းဟာကျမရေးနဲ့ကောင်းမွန်တဲ့ဘဝအတွက်အရေးပါတဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်အစာအစာလူတွေအတွက်နေ့စဉ်ဘဝအတွက်လိုအပ်တဲ့စွမ်းရည်ကိုပေးစွမ်းပြီးတော့အိပ်စက်ခြင်းကတော့ခန္ဓာကိုယ်ကိုအနားယူနိုင်စေကပြန်လည်ကောင်းမွန်လာစေတာပဲဖြစ်ပါတယ်အိယာမွေးကအစာစားခြင်းနဲ့ပတ်သက်ပြီးတော့ကျမရေးပညာရှင်တွေကအိယာဝင်ကနေပါဗိုက်ပြည်တောင်စားသုံးခြင်းအနေရှောင်ကျဉ်မှုအကြံပြုထားချက်တွေရှိပါတယ်အိယာဝင်ခြင်းနဲ့နီးကပ်စွာအစာအများကြီးစားသုံးမယ်ဆိုလို့ရှိရင်တော့အစာခြေခြင်းနဲ့အိပ်စက်မှုအရေးတွေကိုထိခိုက်စေနိုင်ပါတယ်။အမြဲတမ်းလိုညစဉ်ဗိုက်ပြည့်တောင်စားသုံးမဲ့သူတွေအနေနဲ့ဝမ်ပိုက်အစီပိုတက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ညပိုင်းမှာစားသုံးမိတဲ့သူတွေအနေဖြင့်အိယာဝင်ခင်ဘလောက်လိုမှအစာစားခြင်းကိုရပ်တန့်တယ်ဆိုတာဆက်ကြည့်အောင်။ပညာရှင်အများစုကတော့အိယာဝင်ခင်2နာရီကနေ4နာရီလိုမှအစာစားဖို့အကြံပြုထားပါတယ်။အိယာဝင်ခြင်းမတိုင်မီအနည်းဆုံး2နာရီဒါမှမဟုတ်4နာရီအတွင်းမှာအစာစားသူတွေဟာအစာအစာကိုတင့်လျော်စွာခြေဖြတ်ဖို့အချိန်လုံလောက်စွာရရှိပါတယ်။အစာစားခြင်းနဲ့အိပ်စက်ခြင်းကြားမှာအချိန်ချပေးခြင်းဟာအစိမ်စခြင်းပြန်လက္ခဏာတွေနဲ့အိပ်မပျော်မှုကိုလည်းလျှော့ချပေးပါတယ်။အိပ်မပျော်တဲ့သူတွေအနေဖြင့်မြန်မြန်အိပ်ပျော်စေဖို့နဲ့နှိမ့်ချိုက်စွာအိမ်မိုးကျစေဖို့ထရစ်တိုဖန်ဆီရိုတိုနင်မလာတိုနင်ပေါင်ဝင်မှုများတဲ့အစာအစာတွေစားသုံးပေးသင့်ပါတယ်။ထရစ်တိုဖန်ဆီရိုတိုနင်နဲ့မလာတိုနင်တို့ဟာအိပ်စက်ခြင်းနဲ့ဆက်ဆက်တဲ့ခန္ဓာကိုယ်တွင်းမှာရှိတဲ့ကဏ္ဍတစ်ခုစီမှာပါဝင်နေလို့ပဲဖြစ်ပါတယ်။ထရစ်တိုဖန်ဟာခန္ဓာကိုယ်ကကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့အတွက်ကြောင့်မို့ဘေးအစားတောက်မျိုးမှာမစိုးပါဝင်မှုလိုအပ်တဲ့အမိုင်နိုအက်ဆစ်လေးဖြစ်ပါတယ်။ခန္ဓာကိုယ်ကထရစ်တိုဖန်ကိုဆီရိုတိုနင်နဲ့မလာတိုနင်ဖြင့်ပြောင်းလဲပေးပါတယ်။မလာတိုနင်ကအိတ်ချင်ရောက်ပြီဟုခန္ဓာကိုယ်ကအချက်ပြပြီးတော့ဆီရိုတိုနင်ကအိတ်ဆက်ဖို့စာလောင်ဖို့နဲ့စိတ်ခံစားချက်တွေကိုထိန်းညှိပေးတာပဲဖြစ်ပါတယ်။အိယာမွေးခင်မှာပါစားတင်တယ်လေနိုးနဲ့နိုးမှုဖြစ်ပါတယ်နိုးမှာထရစ်တိုဖန်နဲ့မလာတိုနင်နှမျိုးလုံးပါဝင်ပါတယ်အိယာမွေးခင်နိုးဒါမှမဟုတ်နိုးမှုတောက်သုံးခြင်းဟာနှိမ့်ချိုက်စွာအိပ်ပျော်စီမှာပဲဖြစ်ပါတယ်ညဘက်အိတ်နေစဉ်မှာသွေးရင်းကြတဲ့နေပါခြင်းနဲ့ကာကွယ်လိုတဲ့စီးကြော်ယောဂရှိသူတွေအတွက်ကလည်းညဘက်အစာနည်းနည်းစားခြင်းအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်အစာနည်းနည်းစားခြင်းဟာအိတ်နေစဉ်မှာသွေးရင်းကြတဲ့မျှခြေကိုထိန်းသိမ်းဖို့ကူညီပေးနိုင်ပြီးတော့နှောထလာချိန်မှာတကြားတဲ့ထုတ်လုပ်ပေးတဲ့ဟော်မုန်းတွေရုပ်တရက်ခွန်တက်ခြင်းအနေရှောင်ရှားနိုင်ပါတယ်။စီတော်ယောဂါကိုထိန်းချုပ်ဖို့အသုံးပြုတဲ့တချို့သောဆေးဝါးတွေဆိုလို့ရှိရင်လည်းသွေးရင်းကြားတက်ကိုလွန်စွာကျဆင်းစေနိုင်ပါတယ်။ညဘက်မှာသွေးရင်းကြားတက်နေပါခြင်းကအိမ်မဆိုးမတ်တာတွေချွေးလူမင်းထွက်တာတွေဖြစ်စေပြီးတော့အိမ်မပျော်ခြင်းကိုဖြစ်စေနိုင်ပါတယ်။မနေ့ကအိယာနိုးထလာတဲ့အခါမှာလည်းပင်ပန်းနွမ်းနေသလိုစိတ်ရှုပ်ထွေးသလိုဖြစ်စေပါတယ်။အဲ့ဒီပြဿနာတွေကိုရှောင်ရှားနိုင်ဖို့ဆိုလို့ရှိရင်ကာဗွန်ဟိုက်ဒရက်များတဲ့အစာနည်းနည်းစားခြင်းကသွေးရင်းကြားတက်ကိုတင့်တော်တဲ့အဆင့်ကိုမြင့်တက်စေရန်ကူညီပေးနိုင်ပါတယ်။ပန်းသည်နှပြောသည့်လိုညဘက်ကာဗွန်ဟိုက်ဒရက်ပါဝင်တဲ့အစာနည်းနည်းစားပေးခြင်းဖြင့်သွေးရင်းကြားတဲ့ပမာဏကိုထိန်းညှိပေးနိုင်မှာပဲဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်မို့မျိုးစားနှင့်စီးကြော်ယောဂရှိသူတွေအနေနဲ့နည်းနည်းခင်မှာသွေးရင်းကြားတဲ့အဆင့်အလုံးမဲ့မြတ်တဲ့ချီအနေရှောင်ရှားနိုင်ဖို့ညဘက်မှာအစာနည်းနည်းစားဖို့ကြံပြုထားချက်တွေရှိပါတယ်။ကျမကြီးဘေးရွက်ဆိုးကျိုးတွေကိုရှောင်ရှားဖို့အိယာမွေခင်မှာဘာတွေကိုရှောင်ကျဉ်သင့်တယ်လဲဆိုတာဆက်ကြည့်အောင်အဆက်ကဲတဲ့အစားအစာတွေအစီဓာတ်များတဲ့အစားအစာတွေဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်စီကြော်ထားတဲ့အစားအစာတွေအစီများတဲ့အသားတွေဖြစ်ပါတယ်အချင်ဓာတ်များတဲ့အစားအစာတွေဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ခရမ်းကျင်သည့်တံမြာသည့်လိုအချင်သီးတွေဖြစ်ပါတယ်ကဖိန်ဓာတ်ပါဝင်တဲ့အစားအသောက်တွေဥပမာပြောမယ်ဆိုလို့ရှိရင်တော့ချောကလက်ကော်ဖီနဲ့လက်ဖက်ရည်ဖြစ်ပါတယ်နောက်တစ်ချက်ကအရေးဖြစ်ပါတယ်အဲ့ဒီအစားအစာတွေကိုအိယာမွေးခင်မှာလုံးဝရှောင်ကျဉ်သင့်ပါတယ်ညဘက်အစာစားခြင်းဒါမှမဟုတ်အစာနည်းနည်းစားခြင်းကလူတဦးရဲ့ကီလိုရီစားသုံးမှုကိုလိုအပ်တဲ့ပမာဏထက်ကျော်လွန်မယ်ဆိုလို့ရှိရင်လေကော်လေးချိန်တက်ခြင်းနဲ့ဝမ်ပိုက်စီပိုတက်ခြင်းအန္တရာယ်ရှိနိုင်တာကိုလည်းသတိပြုရပါမယ်။ဒါပေမဲ့အာဟာရတဲ့ကျေဝါတဲ့အစာနည်းနည်းညဘက်စားသုံးခြင်းကတော့လူတဦးရဲ့ကျန်းမာရေးအတွက်အမှန်တကယ်အကျိုးကျေးဇူးရှိနိုင်တာပဲဖြစ်ပါတယ်။အဲဒီကြောင့်မို့အေးဝါအိပ်ပျော်စေဖို့အတွက်ဆိုလို့ရှိရင်အေယံမွေမိတနာရီအတွင်းမှာစာအုပ်ဖတ်ခြင်းဖြင့်နားယူပါအေယံမွေမိကွန်ပျူတာဖုန်းနဲ့ရုပ်မြင်သံကြားမျက်နှာပြင်တွေကိုကြည့်ရှုခြင်းမှရှောင်ခြင်းမှဘာကြောင့်လဲဆိုတော့အဲ့ဒီစက်ပစ္စည်းမှာရှိတဲ့အပြာရောင်လင်းတာအိပ်ပျော်ဖို့တနည်းပြောမယ်ဆိုလို့ရှိရင်တော့ညညချက်ချက်အိပ်ပျော်စေဖို့ခက်ခဲစေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်အေယံမွေခင်မှာအစာစားသုံးတာနဲ့ပတ်သက်ပြီးတော့ခေါင်းချင်းဆိုးခြင်းတွေကိုတိလောက်ပြီးထင်ပါတယ်ကျမရေးမိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။